မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်စီညတနိုင်ခွဲမှာ VA မတင်နဲ့ပါချူကာတို့ရှင်မြန်ကြတာကြမှာပါ MRP ကလည်းဒီဝဲမှာပါနိုင်မှာမဟုတ်ပါဘူးဒါကြောင့် VA တိုက်စစ်ကိုခါစီရပဲဥဆောင်လာမှာပါအဲဒီလိုနဲ့ပွဲတုန်းက VA ကစားပုံကအကောင်းဆုံးပုံစံကိုမရခဲ့ပါဘူးအမေရိကန်ရဲ့ပူပင်းတဲ့ဂျာဒီဥထုကြောင့်လေအလိုဆိုလူချင်းတဲ့ပတ်စင်ဂိမ်းကိုပကစားနိုင်သေးပါဘူးမက်ဆီကိုကလည်းပါချူကာကလည်းအဖွင့်ပွဲမှာဆဲဘက်ကို2-1နဲ့ရှုံးနေခဲ့ပါတယ်နောက်ဆုံးသုံးပွဲမှာလည်းတကူပဲသွင်းနိုင်ခဲ့ပြီးတော့အစင်းတန်းချင်းနဲ့ကွာခြားလို့ပါတယ်အမက်လိုနေတဲ့ VA တို့အနိုင်ခံပြီးတော့ဂိုးများတဲ့ဆိုင်ရင်နှစ်ကိုလောက်ပဲမြော့ချင်းမှဖြစ်လို့ VA ဘော်ဒီကိုပဲကြိုက်ပါတယ်နောက်တဲ့ပွဲကမနက်9နာရီခွဲမှာခင်မယ်မန်စီးတီးနဲ့အိမ်တင်လို့ရှင်းမြန်ကြတာမှာပါမန်စီးတီးကဝိုက်တဲ့ပွဲတုန်းကကြီးမောင်ခဲ့ပေမဲ့မန်စီးတီးရဲ့အကျိုးပေးမှုကတော့တီးနေသေးပါအဖွင့်ပွဲတုန်းကနီးဘက်ကာဒီလိုဟာလူစုံထုတ်မတုံးခဲ့ပါဘူးပထမပိုင်းနေ2 9နဲ့ဥဆောင်နေပြီးဒုတိယပိုင်းမှာဂိုးတွေထပ်မသွင်းခဲ့ပါဘူး။ယူဒီနဲ့ဟာလန်တို့လည်းပြန်ပါလာဖို့ရှိပါတယ်။အိမ်ကတော့ဂျူပင်တက်ကို9 ဂိုးပဲရှုံးနေခဲ့တဲ့အသင်းမှာ UAE ကလပ်ကတိုးလီမှာလည်းရောင်းကန်နေရပါတယ်။အိမ်ကကမ္ဘာကလပ်ချန်ပီယံကိုကစားမှုတွေအတွေ့အကြုံရှိပေမဲ့မန်စီးတီးကိုရှင်နိုင်ဖို့တော့မရှိပါဘူး။မန်စီးတီးပဲကိုပြတ်နိုင်မှာဖြစ်ပြီးကြီးအောင်ပဲဖြစ်ပါတယ်။မန်စီးတီးဘော်ဒီကိုကြိုက်ပါတယ်။